exercise ဒီကျင့်ခံအားဖြင့်ကျွန်တော်လှုပ်ရှားသွားလာဖို့ W ကတော့ဘုရားသခင်ပေးထားတဲ့ရေသန့်ရှင်းသောရေရှင်းတဲ့စတဲ့အားဖြင့်ကျွန်တော်ရဲ့ခန္ဓာကိုကျန်းမာရေးအတွက်သုံးချသွားဖို့ဖြစ်တယ် S ကတော့နေအောင်ကြည့် sunlight လို့ S ကိုကျွန်တော်တို့တင်စားထားခြင်းဖြစ်ပါတယ်နေအောင်ကြည့်အားဖြင့်ကျန်းမာရေးလုပ်ငန်းတွေကိုလုပ်သွားမယ်ဆိုတာလည်းကျွန်တော်လေ့လာသိရှိရမှာဖြစ်ပါတယ်လို့အခြေအနေတွေရှိတယ်လေဒီ New Start ရဲ့နော်ကာလအတွင်းမှာဆိုလို့ရှိရင်ကျွန်တော်ဘယ်လိုအခြေယူရမလဲစသဖြင့်ပေါ့နော်အဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ရဲ့စီမံကိန်းတွေဘယ်လိုထားမလဲဆိုတော့ဒေါက်တာထွေးလျာနဲ့အခုအချိန်မှာထားရောက်ပြီးတော့မှတင်ပြပါလိမ့်မယ်ဖွင့်လှစ်နိုင်တဲ့အခွင့်အရေးကိုရရှိတဲ့ကြောင့်ဘုရားသခင်ကိုထူးပဲကျေးဇူးတင်ပါတယ်ဘုရားသခင်ကျေးဇူးတော်တက်ပဲဖြစ်ပါတယ်အဲ့တော့ကျွန်မအနေနဲ့ဒီလုပ်ငန်းကိုဘာကြောင့်စိတ်ဝင်စားလဲဆိုတာကိုအနည်းငယ်ပြောပြချင်ပါတယ်အဲ့တော့ကျွန်မကိုယ်တိုင်ဆရာဝန်ပဲဒါပေမဲ့2008ခုနှစ်မှာဆိုလို့ရှိရင်ကျွန်မတို့ဖိလစ်ပိုင်နိုင်ငံမှာတင်တန်းတူသွားတဲ့ရတယ်တနက်တိတိကျ lifestyle clinical training လို့ခေါ်တယ်အဲ့မှာဆိုလို့ရှိရင်ကျွန်မတို့ကို train တာပေါ့နော်ပြင်းပြင်းထန်ထန် train တယ်ဘယ်လို train လဲဆိုတော့အတက်လို့ပဲစားအသားလုံးမစားရဘူးဥမစားရဘူးလို့မတော့ရဘူးယောဂဗျာကင်းရှင်နဲ့လူတိုင်းတက်တန်းစီနေနိုင်ရေးဆိုတဲ့ရည်မှန်းချက်ကိုကျမတို့ကပံ့ပိုးမှုကြီးအကောင့်ထဲပေါ်ပေးမဲ့အစီအစဉ်လေးတစ်ခုဖြစ်ပါတယ်အဝလုံးလို့ပြောတဲ့ခါမှာကျွန်တော်မြန်မာပြည်မှာလည်းအဝလုံးမရှိဘူးလို့မပြောနဲ့เนาะတဖြည်းဖြည်းနဲ့ဝရတဲ့လူတွေများလာပြီဒီ lifestyle နေထိုင်စားသောက်မှုစရိုက်မှားယွင်းတဲ့အတွက်ကြောင့်မလို့ဖြစ်တဲ့အဝလုံးယောဂတွေလည်းဖြစ်လာပြီနိုင်ငံခြားမှာတော့ဒီမှာတော့ကျွန်မအင်တာနက်ကနေကူးထားရတော့နိုင်ငံခြားမှာဝရတဲ့ပုံစံတွေရှိပါတယ်အမျိုးမျိုးပဲเนาะဒါပေမဲ့မြန်မာပြည်မှာရောဒါမျိုးမဖြစ်လာနိုင်ဘူးလားလို့မပြောနိုင်ဘူးဆိုတော့ကျွန်တော်တို့ဒါတွေကိုကာကွယ်ဖို့လိုတယ်ဆေးရောလူနာရဲ့တအားများတယ်များပြင်ကျွန်တော်တို့ပတ်စံပေးပြီးတော့အခန်းကိုနေမယ်ဆိုတာတော့နေရာမရှိဘူးပေါ့နော်ရှိတဲ့ခါကျတော့အမေပဲဘေးနားမှာဒီလူသွားလမ်းဘေးနားမှာသူဟိုကတွန်းလေးပုံမှာပဲခါတော့ကျွန်တော်ကြည့်ပြီးတော့ကျွန်တော်တို့တိုင်းပြည်ကတော်တော်ကျမ်းမာရေးချိုးတက်တဲ့လူတော်တော်များပါလားဆိုပြီးကျွန်တော်စိတ်ထဲမှာအများကြီးခံစားပြီးပေါ့နော်ဒီလိုဘာလို့ဖြစ်နေရလဲလူတွေကတရက်ဆေးကိုရောက်လာတဲ့လူတွေကနဲတာမဟုတ်ဘူးအခန်းတွေဆိုတော့အကုန်ပြည့်လူသွားလမ်းဒီဇင်းကြံတွေဆိုလည်းပြည့်ပြီးလူနာရဲ့ဇင်းကြံတွေရောလူသွားလမ်းတွေမှာရောတွေ့ပြီးတော့ကျွန်တော်စိတ်ထဲမှာတမျိုးဖြစ်လာတယ်နော်ဒါမျိုးတွေ health care center တွေရှိမကောင်းလားဆိုပြီးကျွန်တော်စိတ်ထဲကနံပါတ်1ပေါ့နော်အဓိကဘာပြောရှိလဲကျွန်တော်တို့တခြားဆေးရုံတွေတော့မှဒီမှာဘာမိုကရက်တို့ဒီ Bangkok Hospital ရှိတာပေါ့နော်ဘာမိုကရက်တို့ Samuelတို့ Bangkok Hospital ဒီဆေးရုံတွေတော့မှအားလုံးကဘာလဲဆိုတော့သူတို့ရဲ့ရုံးတွေနဲ့ဒီမှာအများကြီးသူတို့အလုပ်လုပ်တာရှိတာပေါ့နော်ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ဒါတော့သူစီးပွားရေးပိုင်းပေါ့ကျွန်တော်တို့အတင်းတော်အနေနဲ့လည်းဒီလိုတေးသေးလေးပေါ့နော်ကျွန်တော်အဲ့လောက်ဒီဆေးရုံကြီးကျွန်တော်ဆရာမဒေါက်တာထွေးလေးနဲ့ပြောပါဆေးရုံကြီးကျွန်တော်တို့မစင်းစားဘူးမှန်ဆုံးနေနဲ့ကိုနိုင်ဒီလောက်ပဲအလေးကိုဒီမှာကီလိုဂရမ်နဲ့သူတို့လောက်တာပဲလေကိုနိုင်လောက်အလေးကိုပဲသူတို့အဲ့မှတ်မှာသူတို့မှတ်သားလုပ်ပြီးတော့ဆွဲအောင်နော်ပထမဆုံးအနေနဲ့ကိုနိုင်တဲ့အလေးကိုချက်ပြီးတော့ဆရာကတော့တင်လို့နော်ဆရာလည်းပေါ်လာတယ်တင်ရမယ်ပြီးရင်ဒီကောင်ရောအဲ့လိုဆွဲလို့ရတယ်နော်ဒါရှိပါတော့အဲ့လိုဆွဲလို့ရတယ်ကျွန်တော်အခုချိန်မှာဆိုလို့ရှိရင် distraction 2နော်လေ့ကျင့်ခန်းလုပ်ပုံလုပ်နည်းတွေကိုကျွန်တော်အနေနဲ့အနည်းငယ်ကျွန်တော်ပြချင်ပါတယ်ပထမဦးဆုံးကျွန်တော်တို့ဒီလေ့ကျင့်ခန်းကျွန်တော်တို့လုပ်တဲ့အခါမှာကျွန်တော်ဒီတင်မားနဲ့နော်ဒီတင်မားနဲ့ဒီချက်ကကျွန်တော်တို့ထိနေရပါမယ်ပြီးတဲ့အခါမှာကျွန်တော်ဒူးကောင်းအားဆိုလို့ရှိရင်မဟသွားဖို့အတွက်เนาะကျွန်တော်တို့ဒီကနေပြီးတော့ဒူးကောင်းရဲ့ဒီအောက်ငါးမှာကျွန်တော်တင်းအောင်ကျွန်တော်ဆွဲထားအောင်ဒီဆက်ဟာကျွန်တော်တောင်တက်တဲ့ပုံစံဆိုလို့ရှိရင်တောင်တက်တဲ့စမဟာဒီဥစ္စာနေလိုက်မယ်နော်စပစ်ကိုနေရတဲ့ခါကျတောင်တက်တဲ့ပုံစံလိုမျိုးဖြစ်မယ်အနည်းအမြန်လုပ်လို့ရတယ်စပစ်ကိုနှုံးတင်လို့ရတယ်နော်နှုံးတင်တာဒီဆက်ဟာကျွန်တော်တို့သုံးဖြစ်ချင်အဖြစ်ကျွန်တော်တို့အတွက်ဘာကောင်းကျိုးဖြစ်စေလဲဆိုတော့ကျွန်တော်တို့နော်ကိုခန္ဓာမှာအစီအစိတ်တွေအကုန်လုံးဖြစ်တော့ဒါဘယ်လိုခေါ်လဲကြားစေတယ်ဒါထက်မကသေးဘူးကျွန်တော်တို့အောက်ဆီဂျင်တွေအပြည့်အဝရရှိစေတယ်ဒါထက်မကသေးဘူးကျွန်တော်သွေးလက်ပါမှုလည်းကောင်းစေတယ်ကြွက်သားတွေလည်းတန့်တင်းလာစေတယ်နော်ဒါထက်မကသေးဘူးကျွန်တော်တို့ကိုခန္ဓာမှာဆဲလေးတွေရှိတယ်အဲ့ဒီဆဲလေးတွေအထဲမှာဆိုလို့ရှိရင်အောက်ဆီဂျင်တွေအပြည့်အဝရရှိသွားတယ်ရရှိသွားတဲ့ကြောင့်ကျွန်တော်တို့တွေကဘာဖြစ်လဲ
အသက်ရှူတာလည်းကောင်းမှုလာတယ်ဒါထက်မကဘူးငိုထုတ်တာတွေလည်းမရှိတော့ဘူးပုံမဖြစ်လာတယ်နော်ကျွန်တော်တို့ပြီးတော့ဗာလဲကျွန်တော်တို့ကိုခဏမှာနာကျင်ကြက်ခင်းတဲ့အရာတွေလည်းပျောက်ကင်းသက်ပါစေတောင်းတက်တာတို့ဘာလို့ဆိုရင်ကျွန်တော်တို့နည်းနည်းလေးသွားတယ်မလားညောင်းလေးဖြစ်တယ်ဆိုရင်လေးတဲ့ဟာကိုကျွန်တော်တင်လို့ရအဲ့တိုင်းကျင့်ချင်တယ်ဆိုအကဲပေါ့ဆိုရင်ပေါ့သွားတာပေါ့နော်အခုဒါပေါ့သွားတယ်မြန်ချင်တယ်ဆိုတဖြည်းဖြည်းနဲ့ကျွန်တော်တို့မြန်လာမယ်တင်လို့ရတယ် to speed ပေါ့နော်ဆိုတော့အကဲတောင်းတက်တဲ့ဟာမျိုးဆိုရင်တော့ဒီမှာဖြည်းဖြည်းနည်းနည်းလေးလာပြီကျမတို့တိတ်မတင်နိုင်အနောက်မှာတဖြည်းဖြည်းအလေးချင်းရှိမှဆိုရင်တဖြည်းဖြည်းဒါလေးကိုညံအောင်လုပ်လာလို့ရတယ်ပေါ့နော်ဆိုတော့ဒီဟာအကျိုးကျေးဇူးဒါ၃ဆအပြင်ကျန်းမာရေးအတွက်အများကြီးကောင်းတယ်ဟိုစက်သားတွေလည်းအားကောင်းလာလို့ပေါ့နော်ဆက်လက်ပြီးတော့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ရဲ့ကြမ်းခိုင်မှုတွေအကြောအခြေအနေရော့တာတွေမကပဲနဲ့ကျွန်တော်တို့ lifestyle မှာစားဖို့တောက်ဖို့လည်းလိုပြန်လေးတဲ့အတွက်ကြောင့်အားရှိအောင်ဘယ်လိုစားတောက်အောင်လဲဘယ်လိုဖြောရည်တွေတောက်ရမလဲစားတဲ့ဆရာမနော်ခေစားတရားဆိုလို့ရှိရင်လာရောက်လို့မှတိဆက်တော့ဖြစ်ပါလေ။ခုလောက်သွားမယ့်အရာတော့နေ့စဉ်ကျမတို့အသက်တာမှာလိုအပ်တဲ့အာဟာရတွေပဲဖြစ်ပါတယ်။ဒါပြင်မကသေးဘူး။ဒီဟာဘာတဲ့ကျမတို့အတွက်ဘယ်လိုအကျုံးဝင်လဲဆိုလို့ရှိရင်နံပါတ်1တစ်ချက်အနေနဲ့ကျမတို့ရဲ့ဘေးပတ်ဝန်းကျင်မှာအများအားအစိတ်အတောက်တွေကျမတို့ခန္ဓာကိုယ်ထဲမှာဝင်လာတယ်။ဒါကိုဘယ်လိုပြန်ဖြေထုတ်မလဲကျမတို့မှာနီးလန်းမရှိဘူးဆိုတဲ့အခါကျတော့နံပါတ်1တစ်ချက်အနေနဲ့ဒါကိုကျမတို့တောက်လိုက်ခြင်းအပြင်ကိုယ်ခန္ဓာဟာဆိုလို့ရှိရင်မြင့်တက်လာနိုင်တဲ့အစိတ်အတောက်တွေကိုဆိုလို့ရှိရင်ဒီအရာအားဖြစ်ပေါ့နော်ဖြည့်ရောပေးနိုင်ပါတယ်ဒါနံပါတ်1တစ်ချက်အနေနဲ့ပေါ့နော်ဒါအနည်းအနေနဲ့ကျမတို့ပေးသွားမယ့်အရာဘာတွေပါလဲဆိုလို့ရှိရင် carrot မုံလာဥနီဖြစ်ပါတယ်ပြီးရင် beetroot ပါတယ်ပန်းပြီးပါတဲ့အတွက်ကြောင့်မလို့ကျမတို့ရဲ့ခန္ဓာကိုယ် immune system ကောင်းလာစေတယ် immune system ကောင်းလာတဲ့အတွက်ကြောင့်အပြင်ကယောဂလည်းကျမတို့ခန္ဓာကိုယ်ထဲမှာတော်ရုံမဝင်နိုင်ပါဘူးပြီးတော့ဒါလေးကိုလက်စစ်ကျူးနဲ့ join ခိုင်းပြီးတော့ကျွန်တော်တို့ကြောယူတဲ့ရှောက်ကိုဒီလိုတောင်းလိုက်အားဖြစ်တော့၎င်းကျွန်တော်တို့ပုတ်တိုက်လို့ရပါတယ်ပြီးတော့ဒီလိုဆက်ဝိုင်းနည်းနဲ့လည်းကျွန်တော်တို့ပုတ်တိုက်ခြင်းအားဖြင့်ကျွန်တော်တို့ကြက်သားများနာကျင်မှုပျောက်ကင်းစေပြီးတော့သွေးလေပတ်မှုမှန်ကန်လာတဲ့အခါမှာကျွန်တော်တို့အောက်ဆီဂျင်နဲ့အာဟာရတွေကိုသွေးကအကူလုံးကိုလေပတ်ပြီးတဲ့အခါမှာဆိုစိတ်ဖိစီးမှုတွေပျောက်ကွယ်သွားတယ်ပြီးတော့အာဟာရတွေလည်းပဲခန္ဓာကိုယ်အနှံ့မှာရောက်ရှိလာတယ်ပြီးတော့ကျွန်တော်တို့ရဲ့ဒီအရွတ်ဒီသွေးသားတွေကလည်းအင်မတန်မှကောင်းလာစေတယ်ဆိုတော့ကျွန်တော်အနေနဲ့ပြင်ပြချင်ပါတယ်အောက်မှာဆိုလို့ရှိရင်သူထိုင်တဲ့အခါမှာဆိုလို့ရှိရင်သူရဲ့ခြေထောက်စိန်ထားဖို့ရအတွက်ကျမတို့ရှင်နွေးနေဒီအေးတခုကိုကျမတို့ခန္ဓာရှိသလားအခုရှိလို့ကျမတို့ထည့်ထားပြရမှာဖြစ်ပါတယ်ကျမတို့လို့ရှိရင်ခြေထောက်ကိုစိန်ထားမယ်ပြီးရမှာဆိုလို့ရှိရင်ပြီးရမှာဆိုလို့ရှိရင်ဒီနားမှာတော့ကျမတို့ကျမတို့ဘာလို့ပြရအောင်လဲဆိုတော့ဒီအပေါ်မှာဆိုလို့ရှိရင်အစကိုကျမတို့စစ်ပြီးတဲ့အခါမှာဆိုလို့ရှိရင်ဒီခဲအေးလေးကျမတို့အပေါ်မှာတင်ထားပြီးမှဖြစ်ပါတယ်တင်းတင်းလေးဒီအရောင်ညှိထားမှဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ဒီလိုညှိပေးခြင်းအဖြစ်ပေါ့နော်ကျမတို့စက်သားအားနေလားအားကောင်းလားဆိုတော့တိုင်းတာပြီးလို့ရမှာဖြစ်ပါတယ်စက်သားမီရက်နေပြီဆိုလို့ရှိရင်ကျမတို့ခန္ဓာကိုယ်ထဲမှာရှိတဲ့အစီကိုကျမတို့ဖတ်လို့ရပါပြီပထမဆုံးအနေနဲ့ပေါ့နော်ပထမဆုံးအနေနဲ့ကျမတို့ဘာတွေ့နိုင်လဲဆိုရင်ဒီမှာပေါ်လာတဲ့အရာတော့ကိုယ်လေးချိန်နော်ကျမတို့ရဲ့ကိုယ်လေးချိန်ကိုပေါ်ပြပေးတော့မှာဖြစ်ပါတယ်နောက်တစ်ချက်အနေနဲ့ပေါ့နော်ကျမတို့သိချင်တဲ့အရာနော်ဖတ်ပေးတဲ့အရာကိုဒီအရာကိုနှိပ်ခြင်းအပြင်ကျမတို့ရဲ့နော်ခန္ဓာကိုယ်အစီဘယ်လောက်ရှိလဲဆိုတာကိုကျမပေါ်ပြပေးသွားတာဖြစ်ပါတယ် I just yeah 3 months within 3 months she improved so you can interview her that's okayဆက်ပြောလို့အနည်းလေးတွေနည်းချိန်တော့မယ်နော်တော့ဒီချိန်မှာတော့ကျွန်တော်တို့ဖြော်ရည်လေးတွေတိုက်ပြီးဆိုတော့တရားဟောမဲ့ဆရာလည်းအစဉ်သိရှိတယ်ဒီကြောချမ်းမှာချိန်သတင်းစကားအထူးကျွန်တော်ကြားနာမှာဖြစ်ပါတယ်ဒီမနေ့တော့ကျွန်တော်တို့အရှုံးမရှိဘူးနော်လာတဲ့သူတွေအတွက်ကတော့အမြတ်တွေကြီးပဲနော်ကျမ်းမာခြင်းလက်ဆိုင်နဲ့ဖြော်ရည်ဘယ်လိုတောက်ရမလဲဆိုတာကိုလည်းအကြီးပဲရှိနေတယ်Those are primitive way of treating sickness. You will be surprised that we can look into the whole world now. People are really looking for solution to various sickness.
အဲ့တော့အခုဆိုလို့ရှိရင်ဒီယောဂတွေကိုတက်တာပြတ်နေဆိုတော့လူတွေကဖြေရှာနေ People are not satisfied with what they receive from medical methodologies. လူတွေကစိတ်ပညာလောကနော်သိပ္ပံပညာလောကတွေရရှိရဲ့ကုထုံးတွေကိုမကျေနပ်ဖ ೇನೆ ဒါထက်ကောင်းတဲ့အဖြေရှာတယ် They're still longing for what is more beyond or behind or ဒါထက်တောင်း the ပြီး other တော့ side. ဘာတွေရှိတယ်လဲဆိုတာသူတို့လေ့လာတယ် And what's the problem? အဲ့တော့ပြဿနာမှာ Why people are looking to those? ဘာကြောင့်ဒီအဖြေတွေကိုလိုက်ရှာနေတာလဲဒါထက်ကောင်းတဲ့အဖြေလိုက်ရှာနေတာ And I pray that all of us will join our hands together in helping establish a lifestyle change with those who are needing help. Grant us now the blessing as we continue the program. I pray in Jesus' name. Amen. Okay.